အထူးသတင်းမှာအသက်40အရွယ်ဆီယရာဟာနောက်တစ်ကြိမ်ကွာရှင်းလိုက်ပြန်ပါပြီဒါဟာသူမရဲ့တတိယမြောက်အိမ်တော်ရေးကြာရှုံးမှုဖြစ်လာမှာပါဒါဆိုသူမရဲ့အဆက်ဟောင်းတွေနဲ့ဘာတွေမှယွင်းခဲ့တာလဲပထမဆုံးကပေါဝပါ2000ပြည့်နှစ်အလယ်ပိုင်းကာလတွေမှာဆီယရာဟာရပ်ပါဘောဝနဲ့တွဲခဲ့ပါတယ်သူတို့ဟာဂီတအလုပ်တွေအတူတူလုပ်ခဲ့ကြပြီးအမြဲလိုလိုအတူတူတွေ့ရလိမ့်ရှိပါတယ်ဒါပေမဲ့ယုံကြည်မှုပိုင်းဆိုင်ရာပြဿနာတွေနဲ့အလုပ်ကိုင်ဖိအားတွေကြောင့်2006ခုနှစ်မှာသူတို့လမ်းခွဲခဲ့ကြပါတယ်ဒုတိယကတော့ Future ပါ2013ခုနှစ်မှာဆီယရာဟာရပ်ပါ Future နဲ့ချစ်ကြိုက်ခဲ့ပါတယ်သူတို့မှာ Future ရဲ့ Wellborn ဆိုတဲ့တားလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ဆက်ဆံရေးမှာအကြောင်းတွေရှိခဲ့ပြီး2014ခုနှစ်မှာတော့ဆီရောကဆိတ်ဆက်ထားတာကိုဖျက်သိမ်းခဲ့ပါတယ်ဒါဟာအဓိကအဖြစ်ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့လူနေမှုပုံစံပဋိပက္ခတွေကြောင့်ဖြစ်တယ်လို့မီဒီယာတွေကဖော်ပြကြပါတယ်တတိယကတော့ Russell Wilson ပါအဲ့ဒီနောက်ဆီရာဟာ Foster Russell Wilson နဲ့ဆုံတွေ့ခဲ့ပါတယ်သူတို့ဟာ2015ခုနှစ်မှာစတင်တွဲခဲ့ကြပြီး2016ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်Sarah နဲ့ Future ရဲ့သားအပြင်သူတို့နှစ်ဦးရဲ့ကလေး3ယောက်နဲ့အတူမိသားစုကြီးတစ်ခုကိုတည်ထောင်ခဲ့ပါတယ်သူတို့ရဲ့အိမ်တော်ရေးဟာလူအများကြားမှာစံပြတစ်ခုလို့တောင်မြင်ခဲ့ကြတာပါဒါပေမဲ့မကြသေးမီကထွက်ပေါ်လာတဲ့ကောလာဟလတွေအရအဆင်မပြေမှုတွေရှိနေတယ်လို့သိရပါတယ်လူလူရဲ့ဖိအားတွေနဲ့မအားလက်တဲ့အချိန်စရာတွေဟာသူတို့ရဲ့ဆက်ဆံရေးကိုထိခိုက်စေခဲ့ပုံရပါတယ်ပရိသတ်တွေကတော့အခုလိုမေးခွန်းထုတ်နေကြပါပြီSarahဟာနောက်ထပ်ဆက်ဆံရေးတစ်ခုမှာတကယ်ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါဦးမလားသူမရဲ့အချစ်ဆက်လန်းအပေါ်တင်ရောဘယ်လိုမြင်လဲမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါဦးပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်ရဲ့ page ထဲကိုဝင်ကြည့်လိုက်ပါ follow လုပ်ထားဖို့မမေ့နဲ့အောင်တော့